တူတူလေ့လာကြည့်အောင်ပေါ့နော်ဒီ9-6နှစ်တပင်ကိုချင်းပြပေးတော့မှာဖြစ်ပါတယ်ဒီအပေါ်က4ပင်ကိုမူတည်ပြီးတော့ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီထိပ်စီးကိုအရင်ဆုံးလေ့လာကြည့်မယ်ပေါ့နော်ပြီးရင်အလေထိန်ပြပေးမယ်ပြီးရင်အပိတ်တွဲနည်းပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီထိပ်စီးကိုလေ့လာကြည့်အောင်ပေါ့နော်ဒီထိပ်စီးကတော့ဒီ4ပင်ပေါ့နော်အဲ့4ပင်တက်ကကျွန်တော်တို့ဒီ6ရက်5ရက်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်မူရင်းဆရာကို credit ပေးပါတယ်ခင်ဗျာဒီ6ရက်5ရက်ပေါင်းရှင်းက17ရတယ်ပေါ့နော်โอเคအဲ့ဒီတစ်ကိုကျွန်တော်တို့တစ်ဖြစ်အောင်ပေါ့နော်နောက်ထပ်အနေနဲ့ဒီနှစ်နဲ့3ညနဲ့ပေါ့နော်ဒီတစ်စောင်းနှစ်နဲ့3ညနဲ့ကိုထိပ်စီးတစ်လုံးနဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ဒီ3ညရဲ့ဒီရှေ့ဆုံးကထိပ်စီးတစ်လုံးပေါ့နော်โอเคဒီကနန်း3လုံးပေါင်းရင်တစ်ဖြစ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်ဆိုတော့နှစ်3ညရှိပြီးသားပေါ့နော်အဲ့ဒီမှာထိပ်စီးတစ်လုံးထည့်ရမှာဖြစ်ပါတယ်ထိပ်စီးထည့်ပြီးတော့ပေါင်းရှင်းကတစ်ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနှစ်နဲ့3ညနဲ့ပေါင်းရှင်းကနေလို့ရပြီးဖြစ်တဲ့အတွက်ကြောင့်မို့ထိပ်စီး6နဲ့ပေါင်းပြရမှာကျွန်တော်တို့တစ်ဖြစ်တာပေါ့နော်ဒါကြောင့်မို့နှစ်3ည6ပေါင်းရှင်းတစ်ဆိုတဲ့အတွက်တင်ညီသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ထိပ်စီးနေရာမှာ6ဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်မို့6ထိပ်စီးဖြစ်ပါတယ်ထပ်ပြီးတော့ကျွန်တော်တို့အလေထိန်ကိုလေ့လာကြည့်အောင်လားခင်ဗျာဒီအလေထိန်ကဒီ6ရယ်6ရယ်ပေါင်းပြရမှာဖြစ်ပါတယ်ပေါ့နော်6အပေါင်း6ဆိုတော့ပေါင်းရှင်း7ကိုနေပေးရည်တယ်ပေါ့နော်နေရအောင်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့အလေထိန်ဆိုတဲ့အတွက်ကျွန်တော်အလေထိန်ကိုယူမှာဖြစ်ပါတယ်ဒီအပေါ်ကအလေထိန်ကနန်း3ညရယ်6ရယ်ယူမယ်ပေါ့နော်3ညရယ်6ရယ်ကိုဒီအလေထိန်ကကနန်းတစ်လုံးနဲ့3လုံးပေါင်းရှင်းနေပြရမယ်လို့ဆိုလိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အပေါ်မှာ3ညရယ်6ရယ်ဒီအလေထိန်ကနန်းတစ်လုံးထည့်မယ်ပေါ့နော်အဲ့ဒီ3လုံးပေါင်းရင်နေဖြစ်ရတယ်ပေါ့နော်နေဖြစ်ရမှာဆိုတဲ့အတွက်3ညနဲ့6ပေါင်းရှင်း6ကိုနစ်ဖြစ်သွားအောင်ဆိုရင်ကျွန်တော်တို့ကအလေထိန်အနေနဲ့6တလုံးထပ်ထဲမှာဒါလည်းနစ်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့6အလေထိန်ဖြစ်ပါတယ်9ထိန်စီ6အလေထိန်ဆိုပြီးရသွားပြီဖြစ်ပါတယ်အပိတ်အနေနဲ့ကတော့ဒီ6ရက်3ညရက်ပေါင်းရှင်း6လို့ယူမှာဖြစ်ပါတယ်ပေါ့နော်6အပေါင်း3ညပေါင်းလက်6ဖြစ်ရမယ်ပေါ့နော်ဆိုတော့ဒီပေါင်းချင်းနောက်ထပ်တစ်မျိုးကနန်း3လုံးပေါင်းရင်6ဖြစ်ရမှာဆိုတော့ဒီ9ရက်ဒီထိပ်စီးတစ်လုံးရယ်ပေါ့နော်ဒီအပိတ်ကနန်းတစ်လုံးနဲ့ပေါင်းရင်6ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကထိပ်စီးက9ရှိပြီးသား9ရှိပြီးသားဒီအပိတ်ကနှစ်အပိတ်ကဒီကွက်လက်ပေါ့နော်အဲ့ဒီ3လုံးပေါင်းရင်6ဖြစ်ရတယ်ဆိုတော့9နဲ့5ပေါင်း14 4ကိုဒီကနန်းတစ်လုံးနဲ့ပေါင်းရင်6ဖြစ်ရတယ်ပေါ့နော်ဆိုတော့4ကို2နဲ့ပေါင်းမှ6ဖြစ်တဲ့အတွက်ကြောင့်မို့အပိတ်တစ်လုံးဒီ2ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့9ထိပ်စီး6အလဲထိုင်2အပိတ်9 6နှစ်ဖြစ်ပါတယ်ပေါ့နော်9ထိပ်စီး6အလဲထိုင်2အပိတ်ဆိုပြီးတော့9 6နှစ်ကဒီလိုလေးဖြစ်သွားတယ်ပေါ့နော်โอเคအဲ့ဒီ2အသိမ်းပဲပေါ့နော်ကျွန်တော်တို့ဒီ၄ပင်ထက်ချမှာဖြစ်ပါတယ်၄ပင်ချဆိုတော့3များလေးလေးနေတစ်ချီလေး3ချေ6 3နှစ်3များ9တပင်ကြမယ်ပေါ့နော်ဒီနှစ်3များ9တပင်ကြမှာဖြစ်ပါတယ်โอเคအဆုံးထိပ်စီးအနေနဲ့အပေါ်ကလိုမျိုးပဲပေါ့နော်တစ်စောင်းဒီ6နဲ့9နဲ့ပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့4နဲ့3နဲ့ပေါင်းလာမှာဖြစ်ပါတယ်ပေါ့နော်4 3ပေါင်းချင်းကခွန်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပေါင်းချင်းခွန်ရအောင်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်မျိုးကတော့ကျွန်တော်ဒီအပေါ်က3ရယ်2ရယ်ပေါ့နော်ထိပ်စီးတစ်လုံးနဲ့ပေါင်းလိုက်ရင်ခုနှစ်ဖြစ်ရမယ်လို့ဆိုလိုတယ်ခင်ဗျာဒီ3အပေါင်း2အပေါင်းကွက်လက်ပေါ့နော်ထိပ်စီးနေရာမှာကွက်လက်ဖြစ်သွားမယ်အဲ့ဒီကနန်း3လုံးပေါင်းရင်ခွန်နဲ့ညီရမှာဖြစ်ပါတယ်ဆိုတော့3ရယ်2ရယ်ပေါင်းရှင်း9ကိုဒီကွက်လက်တစ်လုံးနဲ့ဆိုတော့2နဲ့ပေါင်းရင်ပေါ့နော်3နှစ်ပေါင်းရှင်း9နှစ်ပေါင်းရှင်းခွန်ဆိုတဲ့အတွက်ကျွန်တော်ထိပ်စီး automatic ဒီနှစ်ထိပ်စီးရပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာရှင်းနဲ့ချစ်ပေါင်းမှာဖြစ်ပါတယ်အလေထိန်ကတော့ပေါ့နော်ရှင်းနဲ့ချစ်ပေါင်း16 6ဖြစ်အောင်လုပ်မယ်အလေထိန်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီအလေထိန်ကနန်းနှလုံးနေနဲ့4နဲ့ပေါင်းမယ်ပေါ့နော်အပေါ်ကဒီ2နဲ့4နဲ့ကိုအလေထိန်ကနန်းတစ်လုံးနဲ့ပေါင်းလိုက်ရင်ပေါင်းရှင်း6ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ2နဲ့ဒီ4နဲ့အလေထိန်ကနန်းတစ်လုံးနဲ့ပေါ့နော်ဒီ3လုံးပေါင်းရင်6ဖြစ်ရမှာဖြစ်ပါတယ်2 4ကွက်လက်ပေါ့နော်အလေထိန်ထဲမှာဖြစ်ပါတယ်ပေါင်းရှင်းက6ဖြစ်ရမယ်2နဲ့4ပေါင်း6ဖြစ်ပြီးသားဆိုတဲ့အတွက်ကျွန်တော်တို့3ညထည့်ရမှာပေါ့နော်6နဲ့3ညနဲ့ပေါင်းမှာ6ဖြစ်တဲ့အတွက်အလေထိန်ဒီ3ညဖြစ်ပါတယ်โอเคတက်ပြီးတော့အပိတ်ကိုလေ့လာကြည့်အောင်အပိတ်ကတော့နှစ်ထိပ်စီး3ညအလေပေါ့နော်အပိတ်ကိုလေ့လာကြည့်အောင်ဒီအပိတ်ကဒီအပေါ်မှာလိုမျိုးပဲ6 3ည6ယူထားတာဖြစ်တဲ့အတွက်နည်းတစ်ကနည်းကိုယူမှာဖြစ်တယ်ပေါ့နော်နည်းနဲ့ပေါင်းရှင်းလေးပေါင်းလက်4ဖြစ်အောင်လုပ်အောင်မှာဖြစ်ပါတယ်ဆိုတော့ယူတဲ့နည်းကဒီအပိတ်ရဲ့ထိပ်စီးရဲ့အပိတ်ရဲ့ကနန်း3လုံးပေါင်းရင်4ဖြစ်ရမယ်ပေါ့နော်ဆိုတော့နည်းထိပ်စီးရှိပြီး3ကလေးရှိပြီးဒီနေရာမှာအပိတ်ထည့်ပြီးရင်ကျွန်တော်တို့ပေါင်းလက်က4ဖြစ်ရတယ်ပေါ့နော်ဆိုတော့နှစ်3က9ကို9နဲ့ပေါင်းမှာ4ဖြစ်တဲ့အတွက်ကြောင့်မို့အပိတ်က9ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ3ညအလဲနှစ်ထိပ်စီး3ညအလဲ9အပိတ်နှစ်3ည9ဆိုပြီးနှစ်ချိန်ဖြစ်သွားပြီဖြစ်တယ်ပေါ့နော်โอเคနှစ်3နဲ့9 6နှစ်ပြီးတော့နှစ်3ည9ပြီးတော့4ပင်ချဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာ5ချိန်အတွက်ရပြီဖြစ်တယ်ပေါ့နော်
ဆိုတော့ကျွန်တော်တို့ထိပ်စီးကိုရင်ဆုံးချကြည့်အောင်ပေါ့နော်ထိပ်စီးကဒီအပေါ်မှာလေး3ပေါင်းတယ်လို့ဒီခွန်နဲ့လေးနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခွန်နဲ့လေးပေါင်းခြင်းက7ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့1ဖြစ်အောင်လုပ်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအပေါ်ကခွန်ရဲ့3များရပေါင်းပြီးတော့ထိပ်စီးတစ်လုံးနဲ့ပေါင်းရင်ဒီကနန်း3လုံးပေါင်းရင်1ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်ရဲ့3များရပေါင်းရင်ခွန်ဖြစ်ပြီပေါ့နော်ဆိုတော့ဒီမှာကွက်လက်နေရာထိပ်စီးထည့်ရမယ်ပေါ့နော်ပေါင်းလက်က1ဖြစ်ရမယ်ဆိုတဲ့အတွက်ဒီခွန်နဲ့3ညရဲ့ပေါင်းခြင်းခွန်ကိုနောက်ထပ်4နဲ့ပေါင်းမှသာလေ1ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာဆိုရင်4ထိပ်စီးရပြီဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာ4ထိပ်စီးဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်တို့အလေထိန်ကတော့ဒီ3နဲ့ချင်းနဲ့ပေါင်းရမှာပေါ့နော်ချင်းနဲ့ချင်းပေါင်း16လို့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာတော့3နဲ့ချင်းပေါင်းချင်း7ဖြစ်ရမယ်ပေါ့နော်အလေထိန်ဆိုတဲ့အတွက်ကျွန်တော်တို့အလေထိန်ကနန်းနှလုံးနဲ့နောက်ထပ်အလေထိန်ကနန်းတစ်လုံးပေါင်းရင်1လို့ယူရမယ်ပေါ့နော်ဆိုတော့ကနန်းနှလုံးကဒီ3ညရဲ့ခွန်ရဲ့ဒီအလေကတစ်လုံးနဲ့ပေါင်းမှာပေါ့နော်ကနန်း3လုံးပေါင်းချင်း1ဖြစ်ရမယ်ပေါ့နော်ဆိုတော့3ညခွန်ဒီမှာကွက်လက်ထားထားမယ်1ဖြစ်ရမယ်ပေါ့နော်ဆိုတော့ဒီမှာခွန်ရှိသွားပြီဆိုတဲ့အတွက်4နဲ့ပေါင်းမှ7ဆိုတဲ့အတွက်4အလေထိန်ဖြစ်မယ်ပေါ့နော်ဒါကြောင့်မို့4ထိပ်စီး4အလေထိန်ဆိုပြီးယူမှာဖြစ်ပါတယ်အပိတ်ကိုလေ့လာကြည့်အောင်ပါခင်ဗျာအပိတ်ကဒီနစ်ပေါင်းချင်းလေးယူထားတဲ့အတွက်9ရာမှာ9နဲ့3များနဲ့ပေါင်းမှာဖြစ်ပါတယ်အရှိနှလုံးပေါင်းပါနော်ခွန်3များပေါင်းချင်းခွန်ပေါင်းလက်ခွန်ရအောင်လုပ်အောင်မှာဖြစ်တယ်ပေါ့နော်အပိတ်ကကျွန်တော်ဒီအပိတ်ကနန်းတစ်လုံးရဲ့ဒီထိပ်ရဲ့အပိတ်ရဲ့ဒီ3လုံးပေါင်းရင်ခွန်ရအောင်ဖြစ်ရမှာပေါ့နော်ဆိုတော့4ရှိပြီးသားကျွန်တော်ဒီ4ရာရှိပြီးသားဒီမှာထိပ်စီးက4လို့ယူထားတာဖြစ်တဲ့အတွက်ဒီမှာ4ပေါ့နော်ဒီမှာအပိတ်တစ်လုံးထိမယ်ပေါ့နော်ဒီမှာအပိတ်ထိမယ်ပြီးရင်ပေါင်းလက်ကခွန်ဖြစ်ရမယ်ပေါ့နော်ဆိုတော့4နဲ့4ပေါင်းအောင်ရှေ့ကိုခွန်ဖြစ်အောင်ဆိုရင်9ထဲမှာတာနဲ့9ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာတွဲနည်းအရာကတော့4ထိပ်4အလေထိုင်9အပိတ်4 4 9တက်ဖြစ်ပါတယ်ပေါ့နော်4ထိပ်စီးဖြစ်မယ်ပြီးရင်ဒီမှာ4အလေထိန်ဖြစ်မယ်ပေါ့နော်ဒီမှာ9အပိတ်4 4 9ပေါ့နော်ကျွန်တော်ဒီမှာဒီလိုတကွက်ကောင်းကိုကျွန်တော်တင်ပေးလိမ့်မရှိဘူးပေါ့နော်ဒီမှာတော့ဒီတစ်ချိန်မှာတော့ကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေတင်ဆက်ပေးခြင်းဖြစ်ပါတယ်တကွက်ထဲဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေများကြိတ်နေတဲ့ဆိုရင်တော့အရန်ထားတင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအပူဖြစ်တဲ့အတွက်ကီးတွေတော့လွတ်သွားမှာဖြစ်ပါတယ်ပေါ့နော်